အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူလီကိုသိန်း YouTube channel လေးကနေကိုသိန်းကိုရီမားတွေအားလုံးပဲမိတ်ဆွေကိုမားတွေအားလုံးပဲဒူလီရောက်မချင်မင်္ဂလာပါလို့ကျွန်တော်ရဲ့ကိုဗီဖိုင်လေးကနေအားလုံးကိုလွတ်ဆောင်နေပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုသိန်းဗီဖိုင်လေးကိုကြည့်ရှုတဲ့ချိန်ကနေစပြီးတော့ကိုသိန်းကိုရီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေဒိုရင်ဆန္ဒတွေတို့တို့ကကြီးပြည့်စုံကြပါစေကိုမားတွေအားလုံးပဲကိုဗီဖိုင်လေးကိုကြည့်ရှုတဲ့ချိန်ကနေစပြီးတော့လုံငန်းကံများနဲ့စားတဲ့တို့ကိုအစဉ်ပြေချော်မွေးကြပါစေလို့အားလုံးကိုဦးစွာပရမဏိနဲ့စုမောင်းနေတောင်းပေးလိုက်ပါတယ်ခင်ဗျာကိုသိန်းကိုမားတွေအားလုံးပဲကြည်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညာချမ်းလေးပါမိတ်ဆွေကိုမားတွေအားလုံးပဲကဲကိုသိန်းဗီဖိုင်လေးကိုကြည့်ရှုတဲ့ချိန်ကနေစပြီးကိုမားတွေအားလုံးပဲမင်္ဂလာရှိကြပါစေခင်ဗျာနော်ကဲကျွန်တော်တို့ဒီနေ့မှာတော့ကိုမားတွေအားလုံးပဲနေကုန်မှုလွဲတယ်ဗျနော်တကယ်နေကြမှာထလွဲတာဒီနေ့တော့ကျွန်တော်လည်းလွယ်ဦးမှာပဲเนาะအမြဲတမ်းတော့မမှန်နိုင်ဘူးသူမှကျွန်တော်ဒီနေ့တော့တနေ့ကုန်လွယ်တယ်ကိုသိန်းကိုမာရအောင်ညီကိုမန်းတော့သိတယ်ဗျာဒါပေမဲ့3နှစ်ကတော့ကျွန်တော်အကြိုက်မဟုတ်တဲ့တော့မပါခဲ့ဘူးเนาะကိုမာရအောင်ကျွန်တော်မနေ့ပြန်တော့ကလေးကိုအခုဒီပိုင်းလေးမှာတခါလေးပြောပေးမယ်ကျွန်တော်တို့မနေ့ပြန်73ရက်2လ2026เนาะတောက်ကြနေမနန်းညတနေ့ကုန်မှာဘယ်ကနန်းလေးကိုအဓိကထားပါမလဲဘယ်ပတိလေးကိုအဓိကထားအောင်မလဲဆိုတော့ကိုသိန်းကိုမာရအောင်ကိုသိန်းကအခုဒီပိုင်းလေးမှာတခါလေးမြောက်ပြီးတော့ပါမယ်ခင်ဗျာကဲကိုသိန်းဒီပိုင်းလေးကအခုဒီပိုင်းလေးကတနေ့ကုန်စာတွက်ပါမနေ့ပြန်တောက်ကြနေတနေ့ကုန်စာတွက်ပါဘာလို့ဆိုမနေ့ကကျွန်တော်ခီးသွားကြရလေးရှိလို့ညနေပိုင်းအတွက်လာမနေပေးနိုင်ဘူးခင်ဗျအားကြောင့်လို့မနေ့ကတောက်ချတဲ့တနေ့ကုန်စားတော်လေးကိုသိန်းကိုတခါတည်းပြောပေးမယ်ကိုသိန်းစီမှာအခုလာမဲ့ဘက်တော့ဖုန်းဝင်နေတဲ့ကိုဒီမားတွေအားလုံးပဲလာရောက်ပြီးတော့ဝင်လို့ရပါပြီအခုတောက်ချနေနော်မနေ့ကတောက်ချနေတော့ကိုမားတွေကိုသိန်းဘက်ကနေလက်ဆောင်နော်လက်ဆောင်အော်ဝက်ကလေးတွေပေးသွားမယ်ကိုမားတွေအားလုံးကိုပြီးခဲ့တဲ့ဘက်ကဆိုရင်လည်းဒါကျွန်တော်ပေးတဲ့လက်ဆောင်တွေအောင်မြင်တယ်ကြာသာပရိသတ်မှာတော့လွယ်တယ်တောက်ချနေမှာအောင်မြင်တယ်နော်ဟိုရှေ့ဘက်ကဆိုရင်လည်းတောက်ချနေမှာမယုံဝက်လေးနဲ့အောင်မြင်တယ်ကဲအခုဒီတစ်ပတ်မှာလည်းအဲ့လိုပဲအောင်မြင်မှုလေးရရှိအောင်ကိုသိန်းအကောင်းဆုံးလေးစူးစမ်းပေးမယ်ကျွန်တော်ဗဇက်ကနေမပြောတော့ဘူးလက်တွေ့ပဲပြမယ်ကိုမားတွေအားလုံးကတကယ်ယုံကြည်မှုရှိတဲ့ဆိုမှအဖွဲ့လာမယ်ငါအဖွဲ့ဝင်ကြီးကဆက်ကြီးလေးက1000ကျပ်ပါနော်အဖွဲ့ဝင်ကြီးကဆက်ကြီးလေး1000ကျပ်ပါယုံကြည်လို့ဖွဲ့ဝင်မယ်ဆိုရင်တော့ကိုသိန်းဖုန်းနံပါတ်လေးက459 348 2910ဆိုတဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်459 348 2910ဆိုတဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဖုန်းမှာကျွန်တော်ဝေပြောကြည့်ပြောရှိပါတယ်ဘိုင်ဘာကနေငွေလွှဲပြီးတာနဲ့ပြေစာပို့ပေးလို့လည်းရပါတယ်ခင်ဗျာကိုသိန်းပုံမတွေအားလုံးပဲကိုသိန်းဖုန်းနံပါတ်လေးကတော့459 348 2910ပဲဖြစ်ပါတယ်ခင်ဗျာနောက်ကဲအဖောင်းဝင်မဲ့ဆုံးမဖုန်းတိုင်းရဲ့စပါကျွန်တော်တို့ဦးလာမေးဘက်တော့လည်းရမယ်မနေ့ပြန်တောက်ချနေတဲ့အတွက်ကိုလည်းရအောင်မှာဆိုတော့ဖုန်းဝင်ရတဲ့ပုံမတွေအားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကိုသိန်းယုံကြည်တယ်ဇာရိုးဆိုရင်လည်းဇာရိုးလေးယောက်နော်ဒီတစ်ပတ်မှာမွေကနန်းရောပတ်တီးရောကုန်ထွက်တယ်အရင်တစ်ပတ်ကလည်းမွေကနန်းတွေပတ်တီးတယ်အကုန်ထွက်တယ်နော်တောက်ကြနေလက်ဆောင်ကဏ္ဍပေးလာတယ်တောက်ကြနေလက်ဆောင်ကဏ္ဍလည်းအောင်မြင်တယ်ကဲဒီတစ်ပတ်မှာလည်းအဲ့လိုပဲကျွန်တော်တောက်ကြနေလက်ဆောင်ကဏ္ဍလေးပေးသွားမယ်အဖောင်းဝင်မဲ့ကိုမတွေကမနေ့ပြန်တောက်ကြစနေတနင်္ဂနွေတနင်္လာဂျားထဲမှာ3-4ရက်လောက်အဖောင်းဝင်လို့ရတယ်တနင်္လာနေ့ဆိုရင်လည်းကျွန်တော်7နာရီမထုံးမချင်းအဖောင်းဝင်လက်ခံပေးတယ်နော်ကဲတော့အလုံးဝဝင်မယ်ဆိုရင်ကိုသိန်းကောမအောင်လေးမှာဖုန်းနံပါတ်လေးဝင်ကြည့်ပေးတော့ပါကိုသိန်းဖုန်းနံပါတ်လေးကောမအောင်မှာကျွန်တော်ချပေးခဲ့မယ်ကျွန်တော်တစ်ခေါက်ခေါ်ပေးခဲ့မယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကအဖောင်းဝင်ကြီးကန်ဆက်ကြီး1000ကျပ်ပါကိုသိန်းဖုန်းနံပါတ်လေးကတော့459 348 2910ဆိုတဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ခင်ဗျ။ iPhone ကိုဖိုးတဲ့ဆက်ပြီးတော့ဝင်လို့ရတယ်လို့ Viber ကနေငွေလွှဲပြီးတာနဲ့ပြေစာပို့ပေးလို့လည်းရပါတယ်ခင်ဗျမိတ်ဆွေကိုမားတွေအားလုံးပဲ။နော်ကဲဒါဆိုကိုသိန်းကဏ္ဍလေးတွေစပြီးတော့ပြောပေးမယ်။မနေ့ကတနေ့ကုန်မှာကစားဖို့အတွက်ကလေးတွေနော်။ကဲခုတော့ကျွန်တော်တခုလိုမြတ်ရခံနေတာတယ်ကျွန်တော်အခုတင်ပြောမဲ့ဗီဒီယိုဖိုင်ထဲမှာတစ်ခွက်ကောင်းနဲ့တစ်ခွက်ကောင်းနဲ့တော့ကျွန်တော်မထည့်ထားဘူး။ကျွန်တော်ကြိုက်ကွက်လေးတွေကမနေ့ကတောက်ကြနေတော့ကိုကျွန်တော်ရွေးပေးထားတာမလို့နော်။တောက်ကြကိုသိန်းဆိုတဲ့အတိုင်းတောက်ကြနေကတော့ကျွန်တော်ရဲ့နေ့လိုတော့ပြောလို့ရတယ်။နော်အကောင်းဆုံးလုပ်ပေးမယ်မနေ့ကအောင်လည်းဟုတ်ပြီလား။ကဲတော့လည်းကျွန်တော်73ရက်2လ2026တောက်ကြနေကျွန်တော်တို့မနေ့ညတနေ့ကုန်မှာဗရမဲ့ပတိလေးကမိတ်ဆွေကိုမာတွေအားလုံးပဲနှစ်ပတ်တိ4ပတ်တိပဲဖြစ်ပါတယ်နော်ပတိလုံးပတ်လို့ပေါင်းရင်အမြဲရမယ်ပတိလုံးပတ်လို့ပေါင်းရင်ရေးကြည့်မယ်ဆိုတော့ကိုသိမိတ်ဆွေကိုမာတွေအားလုံးကဒီနှစ်ပတ်တိ4ပတ်တိလေးကိုပတ်ထားမယ်နှစ်လေးဝမ်းချိန်ပါနော်ကျွန်တော်တို့အခွေလေးကတော့ခွန်ရှင်5ပြီးပေါက်ခွေပါခွန်ရှင်5ပြီးပေါက်ခွေပါခင်ဗျကျွန်တော်ရဲ့ခွေကဘာနဲ့မှကရိုးစရာမလိုဘူးအဲ့ကနန်း3လုံးကိုခွေထိုးရုံပဲခွန်8ခွန်5ရှင်5ဆိုပြီးတော့3ဘက်ပဲထွက်မယ်နောက်ကိုသိရဲ့ခွေလေးကနောက်ခွန်ရှင်5ပြီးပေါက်ခွေပါပရမဲ့ပတ်တိကနှစ်ပတ်တိ4ပတ်တိပါကျွန်တော်နှစ်နဲ့ဆိုအဓိကထားဖို့မှကနန်းလေးက25 26 2920ပဲဖြစ်ပါတယ်25 26 2920ပဲဖြစ်ပါတယ်ကိုသိန်းကိုမတွေအားလုံးပဲဒါကျွန်တော်နှစ်နဲ့ဆိုအဓိကထားတော့မှကနန်းလေးပဲဖြစ်ပါတယ်25 26 2920ပါနော်25 26 2920ပါကျွန်တော်ပြီးတော့4နဲ့ဆိုရင်46 4ခွန်48 40ပါ46 4ခွန်48 40ပါကျွန်တော်နှစ်နဲ့က25 26 2920ပါ4နဲ့က46 4ခွန်48 40ပါနော်ကဲကိုမတွေအားလုံးပဲကျွန်တော်အခွေလေးကတော့ခွန်ရှင်ကပြီးပါခွေပါကဲအဖေဝင်မဲ့ကိုမတွေအားလုံးကကောမအောင်လေးမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးဝင်ကြည့်ပါအဖေဝင်ကြီးကန်ဆက်ကြီးလေးကလည်း1000ကျပ်ပဲလာမဲ့ဘက်ထွက်လေးရမယ်မနေ့ကတောက်ကြနေတနေ့ကုန်စာတော့လည်းရမယ်ကိုသိန်းကနေလုံးဝကိုအစီအပြေအောင်ခေါင်းဆုံးလေးစူးစမ်းပေးမယ်ဗျာနော်လုံးဝကိုပါစကားပြောမဟုတ်ဘူးကျွန်တော်လက်တွေ့ပေးပြမယ်ကိုမတွေအားလုံးယုံကြည်မှုရှိတဲ့ဆိုမှဆက်သွယ်ပါကိုသိန်းရဲ့ဖုန်းနံပါတ်လေးကတော့459 348
နှစ်ကိုတစ်တဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ကိုသိကူမားတွေအားလုံးပဲကဲဒါဆိုကိုသိကနန်းလေးနောက်တစ်ခေါက်ပြောမယ်ဒီတစ်ခေါက်ပြောပြီးတော့ကိုသိ verify နေနားမယ်နော်ကျွန်တော်73ရက်2လ2026တောက်ကြနေ့နော်ကျွန်တော်တို့မနေ့ညတနေ့ကိုမှပေးရမယ့်ဒီလေးကနှစ်ပတ်ဒီ4ပတ်ဒီပဲဖြစ်ပါတယ်ခင်ဗျာအခွေလေးကတော့ကျွန်တော်တို့ခွန်ရှင်ငါပြီးပါအခွေပဲဖြစ်ပါတယ်ခွန်ရှင်ငါနော်ပြီးတော့ကျွန်တော်နှစ်နဲ့ဆိုအဓိကထားတော့မယ်ကနန်းလေးက2 5 2 6 2 9 20ပါ2 5 2 6 2 9 20ပါပြီးတော့ကျွန်တော်တို့4နဲ့ဆိုရင်4 6 4 9 4 8 40ပါ4 6 4 9 4 8 40ပါနော်ကိုမားတွေအားလုံးပဲကဲဒါဆိုရင်ကိုသိန်းပရိပိုင်လေးကိုတောင်းနေပြချင်တာဝေးပြီပါအားလုံးပဲပဲမှာကိုမားတွေအားလုံးပဲခွက်လက်ပါစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါစေလုံဝန်ငန်းငန်းနဲ့စားတဲ့တော့အစဉ်ဒီချုံမိကြပါစေလို့အားလုံးကိုဆုမွန်အောင်လေးတောင်းပေးခဲ့ပါတယ်ခင်ဗျကဲအားလုံးပဲပဲမှာဝမ်းမဲ့သူတွေကွန်မန့်အောင်လေးမှာကျွန်တော်ဖုန်းနံပါတ်လေးချပေးခဲ့မယ်နော်ဝင်ကြည့်သွားလိုက်ပါခင်ဗျကဲဒါဆိုအားလုံးပဲခွက်လက်ပါမိတ်ဆွေကိုမားတွေ